ဒီတစ်ခါတော့ကြောက်စိမ့်လောကရဲ့အမခန့်ဖြစ်ရဲ့တစ်ခုကိုကြည့်လိုက်ရအောင်ဇလန်းကတော့ကြောက်စိမ့်ရောင်းဝယ်ရေးပွဲတစ်ခုမှာစတင်တာပါလူတွေကကြောက်စိမ့်တွေကိုစိတ်ဝင်စားနဲ့ရွေးချယ်နေကြချိန်မှာပဲလင်းဆောင်ဆိုတဲ့မိန်းကလေးတစ်ယောက်ကတော့အမိုက်ပုံလိုမျိုးစွန့်ပစ်ထားတဲ့ကြောက်စိမ့်ပိုင်းစရီစီကိုဥတီသွားလိုက်ပါတယ်လူအားရဆိုတဲ့လူကြီးကလင်းဆောင်ကိုလှောင်ပြောင်ပြီးအဆက်ခွဲဖို့ကြိုးစားပါတယ်သူကလင်းဆောင်ကိုကြောက်စိမ့်ကြောင်ဘာမှမသိတဲ့ကလေးမလေးလိုတတ်မှတ်ပြီးအလောင်းစားလုပ်ဖို့စိန်ခေါ်လိုက်ပါတယ်လင်းဆောင်ကတော့အေးဆေးပါပဲသူကအမိုက်ပုံတွေကကြောက်စိမ့်တုံးကိုရွေးထုတ်လိုက်ပြီးအလောင်းစားကိုလက်ခံလိုက်ပါတယ်လင်းဆောင်ရွေးလိုက်တဲ့ကြောက်စိမ့်ကတော့အပြင်ပန်းကြည့်ရင်ဘာမှမထူးခြားသလိုပါပဲဒါပေမဲ့လင်းဆောင်ရဲ့ထူးခြားတဲ့မျက်လုံးတွေကတော့အဲ့ဒီကြောက်စိမ့်ထဲမှာတန်မိုးကြီးတဲ့ Acrid Saint Imperial Green ကြောက်စိမ့်ရှိနေတာကိုမြင်နေရပါတယ်ပတ်ဝန်းကျင်ကလူတွေကတော့လင်းဆောင်ကိုယူနေတယ်လို့ထင်ပြီးဝိုင်းရနေကြပါတယ်ကြောက်စိမ့်ကိုစတင်ခွဲထုတ်တဲ့အခါမှာတော့အားလုံးရဲ့မျက်လုံးတွေပြူးကျသွားရပါတယ်အမိုက်ပုံတွေကကြောက်စိမ့်တုံးထဲမှာတကယ်ကိုရှားပါပြီးတန်မိုးကြီးတဲ့ Acrid Saint ကြောက်စိမ့်ကိုတွေ့လိုက်ရလို့ပါလူအာရဲနဲ့သူ့လူတွေကတော့အံ့ဩလွန်းလို့ပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်လင်းဆောင်ရဲ့အောင်မြင်မှုကတော့အဲ့ဒီမှာတင်မပြီးဆုံးပါဘူးသူကနောက်ထပ်ကြောက်စိမ့်တုံးကိုထပ်ရွေးပြီးခွဲလိုက်ပြန်ပါတယ်အဲ့ဒီကြောက်စိမ့်ကလည်းတန်မိုးကြီးတဲ့ကြောက်စိမ့်ဖြစ်နေပြန်ပါတယ်လူအာရဲကတော့ရှုံးနေသွားပြီလောင်းချင်းငွေ40ကိုပေးဆက်လိုက်ရပါတယ်ဒီဇလန်းကတော့အဲ့ဒီမှာတင်မပြီးသေးပါဘူးနောက်ထပ်ဆက်ကွက်တစ်ခုမှာတော့လင်းဆောင်ကရှေးဟောင်းပစ္စည်းဆိုင်တစ်ခုကိုရောက်သွားပါတယ်အဲ့ဒီမှာသူကရှေးဟောင်းဆေးရွက်ကြီးဘူးလေးတစ်ခုကိုတွေ့လိုက်ရပါတယ်လူတွေကတော့အဲ့ဒါကိုအတုလို့ထင်နေကြပေမဲ့လင်းဆောင်ကတော့အဲ့ဒါကတကယ်ကိုတန်မိုးကြီးတဲ့ရှေးဟောင်းပစ္စည်းဆိုတာကိုသိနေပါတယ်လင်းဆောင်ကအဲ့ဒီဆေးရွက်ကြီးဘူးလေးကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒါကချင်းမင်းဆက်ဖြစ်ကတန်မိုးကြီးပစ္စည်းဆိုတာကိုအတည်ပြုလိုက်ပါတယ်အဲ့ဒီပစ္စည်းရဲ့တန်မိုးကလည်းအမခန်းပါပဲအဲ့ဒီအချိန်မှာပဲလင်းဆောင်ရဲ့ထူးခြားတဲ့စွမ်းရည်ကိုလူတိုင်းကအတိမတ်ပြုလာကြပါတယ်ဇလန်းရဲ့အဆုံးသတ်မှာတော့လင်းဆောင်ဟာကြောက်စိမ့်လောကနဲ့ရှေးဟောင်းပစ္စည်းလောကမှာနာမည်ကြီးသွားပါတော့တယ်သူကတော့ဘသူ့ကိုမှဂယုမဆိုင်ပဲသူ့ရဲ့ထူးခြားတဲ့စွမ်းရည်နဲ့ပဲအောင်မြင်မှုတွေကိုစက်တိုက်ရယူနေပါတယ်ဒီလိုနဲ့လင်းဆောင်ရဲ့ထူးခြားတဲ့ခရီးစဉ်ကတော့ဆက်လက်ပြီးတော့ဖြစ်ပျက်နေအောင်ပါပါလင်းဆောင်ကဆေးရွက်ကြီးဘူးလေးကိုတေချာကြည့်ပြီးအခြေအနေကိုရှင်းပြလိုက်ပါတယ်အခုလိုပျက်စီးနေတဲ့အတွက်တန်မိုးကတော့အများကြီးရောကျသွားမှာပါဒါပေမဲ့ပစ္စည်းကတကယ်ကိုရှားပါတဲ့အတွက်အနည်းဆုံးသိန်းပေါင်း350လောက်တော့ရနိုင်ပါသေးတယ်လင်းဆောင်ရဲ့စကားကြောင့်အားလုံးအံ့ဩသွားကြပါတယ်အထူးသဖြင့်လီကတော့သူပြောခဲ့တဲ့စကားတွေအတွက်အရှက်ရပြီးဘာပြောရမှန်းမသိဖြစ်သွားပါတယ်သူကဒီပစ္စည်းကိုအတုလို့ထင်ခဲ့ပေမဲ့အခုတော့တကယ်ကိုတန်မိုးကြီးပစ္စည်းဖြစ်နေတာကိုသိလိုက်ရလို့ပါလင်းဆောင်ကတော့အေးဆေးပါပဲသူကပစ္စည်းကိုပြန်ပေးလိုက်ပြီးကျမကတော့ဒီပစ္စည်းကိုတန်မိုးဖြတ်ပေးုံတက်ပါအခုဆိုရင်အားလုံးလည်းတည်သွားပြီဆိုတော့ကျမသွားတော့မယ်လို့ပြောပြီးထွက်သွားဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့လီကလင်းဆောင်ကိုတားလိုက်ပါတယ်သူကလင်းဆောင်ခဏလေးပါအောင်ကျွန်တော်ခုနကပြောခဲ့တာတွေအတွက်တောင်းပန်ပါတယ်ဒီပစ္စည်းကိုကျွန်တော်ဝယ်ချင်ပါတယ်ဈေးကိုတော့ကျွန်တော်တင့်တော်တယ်လို့ပေးပါမယ်လို့ပြောလိုက်ပါတယ်လင်းဆောင်ကတော့ရေမောလိုက်ပြီးကျမကဒီပစ္စည်းကိုရောင်းဖို့မဟုတ်ပါဘူးကျမကအခုနကအခြေအနေကိုရှင်းပြပေးုံတက်ပါအခုဆိုရင်အားလုံးလည်းတည်သွားပြီဆိုတော့ကျမသွားတော့မယ်လို့ပြောပြီးထွက်သွားလိုက်ပါတယ်မိခင်ရဲ့ခွဲစိတ်ကုသစရိတ်အတွက်ငွေလိုနေတဲ့လူငယ်လေးတစ်ယောက်ဟာသူ့လက်ထဲမှာရှိတဲ့ရှေးဟောင်းပစ္စည်းလေးကိုရောင်းချဖို့အတွက်ပစ္စည်းဝယ်ယူသူတွေစီရောက်လာခဲ့ပါတယ်ဒါပေမဲ့သူရောင်းချင်တဲ့ပစ္စည်းလေးရဲ့တန်ဖိုးကိုဘယ်သူမှအထင်မကြီးကြပဲဈေးနှိမ်ခံနေရတဲ့အချိန်မှာပဲအဲ့ဒီနေရာကိုရောက်လာတဲ့အမျိုးသမီးတစ်ယောက်ကတော့အဲ့ဒီပစ္စည်းလေးကိုတစ်ချက်ကြည့်လိုက်တာနဲ့တင်ဒါဟာတာမန်ပစ္စည်းမဟုတ်ပဲချင်းမင်းစက်ခေတ်ကအဖိုးတန်ပစ္စည်းအစ်စ်အမှန်ဖြစ်ကြောင်းချက်ချင်းသိသွားခဲ့ပါတယ်သူမကဈေးကွက်ပေါက်ဈေးထက်အစမတန်များပြားတဲ့ငွေပမာဏကိုပေးချေပြီးဝယ်ယူလိုက်တဲ့အခါမှာတော့အားလုံးအံ့အားသင့်သွားကြပါတော့တယ်ဒီအမျိုးသမီးဟာတာမန်ဝယ်လက်တစ်ယောက်မဟုတ်ပဲရှေးဟောင်းပစ္စည်းတွေကိုအမှန်တကယ်ကျွမ်းကျင်နားလည်သူတစ်ယောက်ဖြစ်နေတာကိုလူတိုင်းသတိထားမိသွားကြပါတယ်သူမရဲ့အမြင်မှန်နဲ့အဖိုးတန်ပစ္စည်းကိုရှာဖွေတွေ့ရှိလိုက်တဲ့ဒီဖြစ်ရပ်ဟာအဲ့ဒီနေရာမှာရှိတဲ့လူတွေအားလုံးကိုတုန်လှုပ်သွားစေခဲ့ပါတယ်သူမဟာပစ္စည်းပိုင်ရှင်စီကိုငွေလွှဲပေးလိုက်ပြီးတဲ့နောက်မှာတော့အဲ့ဒီပစ္စည်းလေးကိုဂယုတစိုက်နဲ့တင်စီလိုက်ပါတယ်ဒီအမျိုးသမီးဟာရှေးဟောင်းပစ္စည်းတွေကိုစုဆောင်းယုံတင်မကပဲအဲ့ဒီပစ္စည်းတွေရဲ့တန်ဖိုးကိုလည်းအတိအကျသိရှိသူတစ်ယောက်ဖြစ်ကြောင်းတက်တည်ပြလိုက်တာပါအဲ့ဒီနောက်မှာတော့သူမဟာရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်တစ်ယောက်စီကိုတွားရောက်ပြီးအကြံဉာဏ်တောင်းခံခဲ့ပါတယ်သူမဟာပစ္စည်းအသစ်တစ်ခုကိုရရှိထားပြီးအဲ့ဒီပစ္စည်းလေးမှာအနှဲငယ်ပျက်စီးနေတဲ့နေရာလေးကိုပြန်လည်ပြုပြင်ပေးနိုင်မဲ့ကျွမ်းကျင်သူတစ်ယောက်ကိုရှာဖွေနေတာပါဆိုင်ပိုင်ရှင်ကတော့ဒီပစ္စည်းကိုပြုပြင်ပေးနိုင်မဲ့တဦးတည်းသောပုဂ္ဂိုလ်ဟာအငိမ့်စားယူထားတဲ့ကျွမ်းကျင်သူလေ့ကျင့်ရှမ်းပဲဖြစ်ကြောင်းပြောပြလိုက်ပါတယ်သူဟာရှေးဟောင်းပစ္စည်းတွေကိုပြုပြင်ရမှာနာမည်ကြီးပြီးသူ့ရဲ့လက်ရာတွေဟာအစစ်အမှန်အတိုင်းပြန်လည်ဖြစ်ပေါ်လာစေနိုင်တဲ့အတွက်လူတိုင်းကလေးစားကြပါတယ်ဒါပေမဲ့လေ့ကျင့်ရှမ်းဟာစိတ်နေသဘောထားထူးဆန်းသူတစ်ယောက်ဖြစ်ပြီးပစ္စည်းကိုပဲအဓိကထားသူဖြစ်တဲ့အတွက်သူ့ကိုချင်းကပ်ဖို့ကမလွယ်ကူပါဘူးသူကရှေးဟောင်းပစ္စည်းတွေကိုပဲအဓိကထားပြီးလူတွေကိုတိတ်ပြီးအရေးမဆိုင်တဲ့အတွက်သူ့စီကိုရောက်အောင်သွားဖို့ဆိုရင်အထူးနီလန်းတစ်ခုလိုအပ်နေပါပြီအဲ့ဒီနီလန်းကတော့သူ့အလွန်နှစ်သက်တဲ့ဝူပင်းရဲ့လက်ရာကိုလက်ဆောင်ပေးပြီးသူ့ရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်ဖို့ပါပဲဒီလိုနဲ့သူမဟာလေ့ကျင့်ရှမ်းရဲ့စိတ်ဝင်စားမှုကိုရရှိဖို့အတွက်ဝူပင်းရဲ့လက်ရာကိုရှာဖွေဖို့ကြိုးစားပါတော့တယ်လေလံပွဲမှာတော့အဲ့ဒီလက်ရာကိုရရှိဖို့အတွက်အပြိုင်ဆိုင်လေလံဆွဲကြပါတော့တယ်အဲ့ဒီအချိန်မှာပဲအခြားသူတွေကအဲ့ဒီပစ္စည်းကိုအထင်သေးပြီးလေလံဆွဲဖို့စိတ်မဝင်စားကြပေမဲ့သူမကတော့အဲ့ဒီပစ္စည်းရဲ့တကယ်တန်ဖိုးကိုသိရှိနေတာကြောင့်အပြတ်သက်လေလံဆွဲလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူမဟာအဲ့ဒီပစ္စည်းကိုအောင်မြင်စွာလေလံဆွဲနိုင်ခဲ့ပြီးလေ့ကျင့်ရှမ်းစီကိုတွားရောက်ဖို့ပြင်ဆင်ပါတော့တယ်
သူမရဲ့အမြင်မှန်တဲ့စူးစမ်းမှုတွေဟာနောက်ဆုံးမှာတော့လေကျင်းရှမ်းရဲ့အတိမတ်ပြုမှုကိုရရှိသွားမလားဆိုတာကတော့စောင့်ကြည့်ရမယ့်အပိုင်းဖြစ်ပါတယ်။လေကျင်းရှမ်းရဲ့ရှေ့မှာအဲ့ဒီပစ္စည်းကိုဖွင့်ပြလိုက်တဲ့အခါမှာတော့အဲ့ဒီပစ္စည်းရဲ့အောက်မှာဝတ်ထားတဲ့တကယ်အဖိုးတန်လက်ရာကိုတွေ့ရှိသွားခဲ့ပါတယ်။ဒီမြင်ကွင်းကတော့အဲ့ဒီနေရာမှာရှိတဲ့လူတိုင်းကိုအံ့အားသင့်သွားစေခဲ့ပြီးသူမရဲ့အမြင်မှန်ကိုအားလုံးကအတိမတ်ပြုလိုက်ရပါတော့တယ်။ဒါပေမဲ့ဒီဇလန်ကဒီမှာတင်မပြီးဆုံးသေးပါဘူး။သူမဟာဒီအဖိုးတန်ပစ္စည်းကိုပြုပြင်ဖို့အတွက်လေကျင်းရှမ်းစီကိုတိုက်ရိုက်သွားရောက်ပြီးအကူအညီတောင်းခံဖို့ဆုံးဖြတ်လိုက်ပါတယ်။လေကျင်းရှမ်းဆိုတာကတော့ရှေးဟောင်းပစ္စည်းပြုပြင်ရေးလောကမှာနာမည်ကြီးပြီးအလွန်မာနကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ။သူမဟာလေကျင်းရှမ်းရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်ဖို့အတွက်အထူးနည်းလမ်းတစ်ခုကိုသုံးခဲ့ပါတယ်။အဲ့ဒါကတော့သူအလွန်နှစ်သက်တဲ့ဝူပင်းရဲ့လက်ရာကိုလက်ဆောင်ပေးပြီးသူ့ရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်ဖို့ပါပဲ။ဒီလိုနဲ့သူမဟာလေလံပွဲတစ်ခုကိုတွားရောက်ပြီးအဲ့ဒီလက်ရာကိုရရှိဖို့ကြိုးစားပါတော့တယ်။လေလံပွဲမှာတော့အဲ့ဒီလက်ရာကိုရရှိဖို့အတွက်အပြိုင်ဆိုင်လေလံဆွဲကြပါတယ်။အခြားသူတွေကတော့ဒီပစ္စည်းကိုအထင်သေးပြီးလေလံဆွဲဖို့စိတ်မဝင်စားကြပေမဲ့သူမကတော့အဲ့ဒီပစ္စည်းရဲ့တကယ်တန်ဖိုးကိုသိရှိနေတာကြောင့်အပြတ်သက်လေလံဆွဲလိုက်ပါတယ်။နောက်ဆုံးမှာတော့သူမဟာအဲ့ဒီပစ္စည်းကိုအောင်မြင်စွာလေလံဆွဲနိုင်ခဲ့ပြီးလေကျင်းရှမ်းစီကိုတွားရောက်ဖို့ပြင်ဆင်ပါတော့တယ်။သူမရဲ့အမြင်မှန်တဲ့စူးစမ်းမှုတွေဟာနောက်ဆုံးမှာတော့လေကျင်းရှမ်းရဲ့အတိမတ်ပြုမှုကိုရရှိသွားမလားဆိုတာကတော့စောင့်ကြည့်ရမယ့်အပိုင်းဖြစ်ပါတယ်။လေကျင်းရှမ်းရဲ့ရှေ့မှာအဲ့ဒီပစ္စည်းကိုဖွင့်ပြလိုက်တဲ့အခါမှာတော့အဲ့ဒီပစ္စည်းရဲ့အောက်မှာဝတ်ထားတဲ့တကယ်အဖိုးတန်လက်ရာကိုတွေ့ရှိသွားခဲ့ပါတယ်။ဒီမြင်ကွင်းကတော့အဲ့ဒီနေရာမှာရှိတဲ့လူတိုင်းကိုအံ့အားသင့်သွားစေခဲ့ပြီးသူမရဲ့အမြင်မှန်ကိုအားလုံးကအတိမတ်ပြုလိုက်ရပါတော့တယ်။အဲ့ဒီနောက်မှာတော့လေကျင်းရှမ်းဟာသူမရဲ့အမြင်မှန်ကိုအတိမတ်ပြုပြီးအဲ့ဒီပစ္စည်းကိုပြုပြင်ပေးဖို့သဘောတူလိုက်ပါတယ်။သူမဟာသူမရဲ့ရည်မှန်းချက်ကိုအောင်မြင်စွာအကောင့်ထဲဖော်နိုင်ခဲ့ပြီးရှေးဟောင်းပစ္စည်းလောကမှာသူမရဲ့နာမည်ကိုပိုမိုထင်ရှားလာစေခဲ့ပါတယ်။ဒီဇလန်ရဲ့အဆုံးသတ်မှာတော့သူမဟာသူမရဲ့အမြင်မှန်တဲ့စူးစမ်းမှုတွေကြောင့်အောင်မြင်မှုကိုရရှိခဲ့ပါတယ်။သူမဟာရှေးဟောင်းပစ္စည်းတွေကိုစုဆောင်းရုံတင်မကဘဲအဲ့ဒီပစ္စည်းတွေရဲ့တန်ဖိုးကိုလည်းအတိအကျသိရှိသူတစ်ယောက်ဖြစ်ကြောင်းသက်သေပြလိုက်တာပါ။ဒီဇလန်ကတော့လူတိုင်းကိုအံ့အားသင့်စေခဲ့ပြီးသူမရဲ့အမြင်မှန်ကိုအားလုံးကအတိမတ်ပြုလိုက်ရပါတော့တယ်။သူမရဲ့အောင်မြင်မှုဟာလူတိုင်းအတွက်စံနမူနာကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါအပြင်သူမဟာသူမရဲ့အောင်မြင်မှုကိုအသုံးပြုပြီးလိုအပ်နေတဲ့သူတွေကိုကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမရဲ့စိတ်ဓာတ်ဟာလူတိုင်းကိုလေးစားသွားစေခဲ့ပါတယ်။ဒီဇလန်ကတော့လူတိုင်းကိုအံ့အားသင့်စေခဲ့ပြီးသူမရဲ့အမြင်မှန်ကိုအားလုံးကအတိမတ်ပြုလိုက်ရပါတော့တယ်။သူမရဲ့အောင်မြင်မှုဟာလူတိုင်းအတွက်စံနမူနာကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီဇလန်ကတော့လူတိုင်းကိုအံ့အားသင့်စေခဲ့ပြီးသူမရဲ့အမြင်မှန်ကိုအားလုံးကအတိမတ်ပြုလိုက်ရပါတော့တယ်။သူမရဲ့အောင်မြင်မှုဟာလူတိုင်းအတွက်စံနမူနာကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီဇလန်ကတော့လူတိုင်းကိုအံ့အားသင့်စေခဲ့ပြီးသူမရဲ့အမြင်မှန်ကိုအားလုံးကအတိမတ်ပြုလိုက်ရပါတော့တယ်။သူမရဲ့အောင်မြင်မှုဟာလူတိုင်းအတွက်စံနမူနာကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီနေ့တော့ရှေးဟောင်းပစ္စည်းတွေကိုကျွမ်းကျင်ပိုင်နိုင်စွာခွဲခြားသိမြင်နိုင်တဲ့ပညာရှင်တစ်ယောက်ရဲ့ဇလန်ကိုတင်ဆက်ပေးသွားမှာပါ။လင်းရှောင်ဆိုတဲ့မိန်းကလေးတစ်ယောက်ဟာရှေးဟောင်းပစ္စည်းတွေကိုဝယ်ယူစုဆောင်းရတာဝါသနာပါပြီးအခုတော့သူမရဲ့အထူးစွမ်းရည်နဲ့အတူဘလို့အံ့ဩစရာတွေဖြစ်လာမလဲဆိုတာကြည့်လိုက်ရအောင်။လင်းရှောင်ဟာရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်လေ့ကျင့်ရှမ်းစီကိုရောက်လာခဲ့ပါတယ်။သူမဟာပကြီးကားတစ်ချက်ကိုယူလာပြီးလေ့ကျင့်ရှမ်းကိုပြသခဲ့တာပါ။ဒါပေမဲ့လေ့ကျင့်ရှမ်းကတော့သူမကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်ပြီးအရင်ကလိုပဲအတူတွေယူလာပြန်ပြီလို့ထင်မှတ်နေခဲ့ပါတယ်။လင်းရှောင်ကတော့သူမယူလာတဲ့ပကြီးကားကိုဖြန့်ပြလိုက်ပါတယ်။အဲ့ဒီပကြီးကားကတော့နာမည်ကျော်ပကြီးဆရာဝူပင်ရဲ့ရှိရှမ်းရင်ပကြီးကားဖြစ်နေတာပါ။ဒီပကြီးကားကိုမြင်လိုက်ရတဲ့အခါလေ့ကျင့်ရှမ်းတစ်ယောက်အံ့ဩသွားပြီးသူမရဲ့စွမ်းရည်ကိုစတင်အတိမတ်ပြုလာပါတော့တယ်။လင်းရှောင်ကဒီပကြီးကားကိုလေလံပွဲမှာရှာရှာပါပါရခဲ့တာလို့ပြောပြပါတယ်။လေ့ကျင့်ရှမ်းကလည်းသူမရဲ့စွမ်းရည်ကိုအတိမတ်ပြုပြီးသူမအတွက်ဘာမဆိုကူညီပေးမယ်လို့ကတိပေးခဲ့ပါတယ်။လင်းရှောင်ကလည်းသူမမှာရှိတဲ့ကျိုးမင်းဆက်ခစ်ကနှာခေါင်းဆေးဘူးလေးကိုပြုပြင်ပေးဖို့လေ့ကျင့်ရှမ်းကိုအကူအညီတောင်းခဲ့ပါတယ်။လေ့ကျင့်ရှမ်းကသူမရဲ့တောင်းဆိုချက်ကိုလက်ခံလိုက်ပါတယ်။သူဟာအဲ့ဒီနှာခေါင်းဆေးဘူးလေးကိုအကောင်းဆုံးပြုပြင်ပေးခဲ့ပြီးလင်းရှောင်ရဲ့စွမ်းရည်ကိုပိုပြီးယုံကြည်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ကြားမှာအပြန်အလှန်ယုံကြည်မှုတွေတိုးပွားလာပြီးရှေးဟောင်းပစ္စည်းလောကမှာသူတို့ရဲ့နာမည်တွေပုံမထင်ရှားလာပါတော့တယ်။၃ရက်ကြာပြီးနောက်လင်းရှောင်ဟာပြုပြင်ပြီးသားနှာခေါင်းဆေးဘူးကိုပြန်ယူဖို့လေ့ကျင့်ရှမ်းစီရောက်လာခဲ့ပါတယ်။လေ့ကျင့်ရှမ်းရဲ့လက်ရာဟာအလွန်ကောင်းမွန်ပြီးနှာခေါင်းဆေးဘူးလေးဟာအရင်တိုင်းပြန်လဲကောင်းမွန်သွားခဲ့ပါတယ်။လင်းရှောင်ကအလွန်ကျေနပ်သွားပြီးလေ့ကျင့်ရှမ်းရဲ့ကျွမ်းကျင်မှုကိုချီးကျူးခဲ့ပါတယ်။လေ့ကျင့်ရှမ်းကဒီနှာခေါင်းဆေးဘူးကိုသူကိုယ်တိုင်ဝယ်ယူခြင်းတယ်လို့ပြောပါတယ်။လင်းရှောင်ကလည်းလေ့ကျင့်ရှမ်းရဲ့စေတနာကိုသိတဲ့အတွက်ဈေးနှုန်းတင့်စွာနဲ့ရောင်းချပေးခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ကြားမှာပုံမရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။နောက်တစ်နေ့မှာတော့လင်းရှောင်ဟာလမ်းဘေးစားတောက်ဆိုင်လေးတစ်ခုကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီဆိုင်မှာသူမဟာအစားအသောက်တွေကိုစားတောက်ရင်းနဲ့ဆိုင်ရှင်ဖြစ်တဲ့ကျန်းရှုနဲ့စကားပြောဖြစ်ခဲ့ပါတယ်။ကျန်းရှုကတော့တာမန်လူတစ်ယောက်လိုပဲနေထိုင်ပေမဲ့လင်းရှောင်ရဲ့မျက်လုံးတွေကတော့တစ်ခုခုကိုသတိထားမိသွားခဲ့ပါတယ်။လင်းရှောင်ဟာဆိုင်စပွဲပေါ်မှာရှိနေတဲ့ကြေးဝပစ္စည်းလေးတစ်ခုကိုသတိထားမိသွားပါတယ်။အဲ့ဒီပစ္စည်းလေးကတော့ရှေးခေတ်ကလေးကကြံရစ်ခဲ့တဲ့အဖိုးတန်ပစ္စည်းတစ်ခုဖြစ်နေတာပါ။လင်းရှောင်ဟာသူမရဲ့စွမ်းရည်ကိုအသုံးပြုပြီးအဲ့ဒီပစ္စည်းလေးရဲ့တန်ဖိုးကိုသိလိုက်ရတဲ့အခါအံ့ဩသွားခဲ့ပါတယ်။လင်းရှောင်ကကျန်းရှုကိုအဲ့ဒီပစ္စည်းလေးကိုရောင်းဖို့ပြောပါတယ်။ကျန်းရှုကတော့ဒါဟာတာမန်ပစ္စည်းလေးပါလို့ပြောပေမဲ့လင်းရှောင်ကတော့သူမရဲ့စိတ်ဝင်စားမှုကိုမဖုံးကွယ်နိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ကျန်းရှုကလင်းရှောင်ရဲ့စေတနာကိုမြင်ပြီးအဲ့ဒီပစ္စည်းလေးကိုရောင်းချပေးလိုက်ပါတယ်။လင်းရှောင်ဟာအဲ့ဒီပစ္စည်းလေးကိုယူပြီးကျွမ်းကျင်သူတွေစီတွားပြခဲ့ပါတယ်။အဲ့ဒီမှာတော့ရှေးဟောင်းပစ္စည်းဆိုင်ရှင်ဝန်နဲ့ပမောက္ခကျိုးတို့နဲ့တွေ့ဆုံခဲ့ပါတယ်။
သူတို့ကတော့လင်းရှောင်ယူလာတဲ့ပစ္စည်းကိုအတူလို့ထင်မှတ်ပြီးလှောင်ပြောင်ခဲ့ကြပါတယ်။ဒါပေမဲ့လင်းရှောင်ကတော့အဲ့ဒီပစ္စည်းလေးကိုတန့်စင်လိုက်တဲ့အခါအမှန်တကယ်အဖိုးတန်တဲ့ရှေးဟောင်းပစ္စည်းဖြစ်နေတာကိုပြသလိုက်ပါတယ်။ဝက်နဲ့ကျိုးတို့ဟာအလွန်အံ့ဩသွားပြီးသူတို့ရဲ့အမှားကိုဝန်ခံခဲ့ကြပါတယ်။လင်းရှောင်ရဲ့စွမ်းရည်ကိုအားလုံးကအတိမတ်ပြုလာကြပါတော့တယ်။နောက်ဆုံးမှာတော့ဝက်နဲ့ကျိုးတို့ဟာလင်းရှောင်ရဲ့ပစ္စည်းကိုအလွန်မြင့်မားတဲ့ဈေးနှုန်းနဲ့ဝယ်ယူခဲ့ကြပါတယ်။လင်းရှောင်ဟာသူမရဲ့စွမ်းရည်နဲ့အတူရှေးဟောင်းပစ္စည်းလောကမှာအောင်မြင်မှုတွေရရှိခဲ့ပါတယ်။သူမဟာအမြဲတမ်းပုံမကောင်းမွန်တဲ့ပစ္စည်းတွေကိုရှာဖွေဖို့ကြိုးစားနေအောင်ပါ။လင်းရှောင်ဟာသူမရဲ့တငယ်ချင်းနဲ့အတူကျေးလက်ဒေတာကိုအလဲပတ်သွားရောက်ခဲ့ပါတယ်။အဲ့ဒီမှာတော့သူမဟာလေးချင်ရှမ်းတဲ့ကျိုးတို့နဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။သူတို့အားလုံးဟာရှေးဟောင်းပစ္စည်းတွေအကြောင်းစကားပြောရင်းနဲ့ပျော်ရွှင်စရာအချိန်တွေကိုကုန်ဆုံးခဲ့ကြပါတယ်။ဒီလိုနဲ့လင်းရှောင်ရဲ့ရှေးဟောင်းပစ္စည်းဆိုင်ရာစွန့်စားခန်းတွေဟာဆက်လက်ဖြစ်ပေါ်နေအောင်ပါ။လင်းရှောင်ရဲ့တငယ်ချင်းကတော့ဒီနေရာရဲ့လေကောင်းလေတန့်ကိုသဘောကျနေပြီးမြို့ပြရဲ့စိတ်ဖိစီးမှုတွေကနေခဏတာလွတ်မြောက်သွားတယ်လို့ခံစားနေရပါတယ်။သူမကလင်းရှောင်ကိုလည်းစိတ်အေးအေးထားဖို့ပြောကြရင်သူတို့နှစ်ယောက်ဟာပတ်ဝန်းကျင်ရဲ့အလှတရားတွေကိုခံစားနေကြပါတယ်။အဲ့ဒီအချိန်မှာပဲလမ်းဘေးမှာလူအုပ်စုတစ်ခုစုယုံနေတာကိုသူတို့တတိထားမိသွားပါတယ်။ဘာများဖြစ်နေတာလဲဆိုတဲ့တိလိုစိတ်နဲ့လင်းရှောင်တို့နှစ်ယောက်ဟာအဲ့ဒီနေရာကိုချင်းကပ်သွားခဲ့ပါတယ်။အဲ့ဒီမှာတော့လေးချင်ရှမ်းနဲ့ပမောက္ခကျိုးတို့ဟာရှေးဟောင်းပစ္စည်းဆိုင်ရာပွဲလမ်းတစ်ပင်တစ်ခုမှာပါဝင်နေတာကိုတွေ့လိုက်ရပါတယ်။လင်းရှောင်ကိုမြင်လိုက်တဲ့အခါသူတို့နှစ်ယောက်လုံးအံ့ဩသွားပြီးလင်းရှောင်ကိုနှွေးထွေးစွာနှုတ်ဆက်လိုက်ပါတယ်။လေးချင်ရှမ်းကလင်းရှောင်ကိုဒီနေရာမှာဘာကြောင့်ရောက်နေတာလဲလို့မေးမြန်းပါတယ်။လင်းရှောင်ကလည်းသူမရဲ့တငယ်ချင်းနဲ့အတူအပန်းဖြေဖို့လာခဲ့တာလို့ပြန်လည်ဖြေကြားလိုက်ပါတယ်။ပမောက္ခကျိုးကတော့လင်းရှောင်ရဲ့စွမ်းရည်ကိုအမြဲတမ်းလေးစားနေစေဖြစ်ပြီးသူမနဲ့အတူရှေးဟောင်းပစ္စည်းတွေအကြောင်းဆက်လက်ဆွေးနွေးချင်နေပါတယ်။လင်းရှောင်ဟာသူမရဲ့စွန့်စားခန်းတွေထဲမှာအမြဲတမ်းအံ့ဩစရာကောင်းတဲ့အတွေ့အကြုံတွေကိုရရှိနေတာပါ။ဒီတစ်ခါမှာတော့သူမဟာရှေးဟောင်းပစ္စည်းလောကရဲ့လှုပ်ဝက်ချက်တွေကိုပုံမနှဆိုင်စွာနားလည်သဘောပေါက်လာပြီးသူမရဲ့အနာဂတ်အတွက်ပုံမကောင်းမွန်တဲ့လမ်းကြောင်းတွေကိုရှာဖွေတွေ့ရှိသွားမှာပါ။ရှေးဟောင်းပစ္စည်းတွေရဲ့နောက်ွယ်ကတမိုင်းကြောင်းတွေကိုဖော်ထုတ်ရင်းနဲ့လင်းရှောင်တယောက်ဘယ်လိုအောင်မြင်မှုတွေကိုဆက်လက်ရရှိသွားမလဲဆိုတာကတော့စောင့်ကြည့်ရအောင်ပါ။သူမရဲ့စွမ်းရည်နဲ့စိတ်အားထက်သန်မှုဟာရှေးဟောင်းပစ္စည်းလောကမှာအမြဲတမ်းထွန်းလင်းတောက်ပံ့နေအောင်မှာအသေးချပါပဲ။မိခင်ရဲ့ခွဲစိတ်ကုသစရိတ်အတွက်ငွေလိုနေတဲ့လူငယ်လေးတစ်ယောက်ဟာသူ့လက်ထဲမှာရှိတဲ့ရှေးဟောင်းပစ္စည်းလေးကိုရောင်းချဖို့အတွက်ပစ္စည်းဝယ်ယူသူတွေစီရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူရောင်းချင်တဲ့ပစ္စည်းလေးရဲ့တန်ဖိုးကိုဘယ်သူမှအထင်မကြီးကြပဲဈေးနှိမ်ခံနေရတဲ့အချိန်မှာပဲအဲ့ဒီနေရာကိုရောက်လာတဲ့အမျိုးသမီးတစ်ယောက်ကတော့အဲ့ဒီပစ္စည်းလေးကိုတစ်ချက်ကြည့်လိုက်တာနဲ့တင်ဒါဟာတာမန်ပစ္စည်းမဟုတ်ပဲချင်းမင်းစက္ခိကအဖိုးတန်ပစ္စည်းအစစ်အမှန်ဖြစ်ကြောင်းချက်ချင်းသိသွားခဲ့ပါတယ်။သူမကဈေးကွက်ပေါက်ဈေးထက်အစမတန်များပြားတဲ့ငွေပမာဏကိုပေးချေပြီးဝယ်ယူလိုက်တဲ့အခါမှာတော့အားလုံးအံ့အားသင့်သွားကြပါတော့တယ်။ဒီအမျိုးသမီးဟာတာမန်ဝယ်လက်တစ်ယောက်မဟုတ်ပဲရှေးဟောင်းပစ္စည်းတွေကိုအမှန်တကယ်ကျွမ်းကျင်နားလည်သူတစ်ယောက်ဖြစ်နေတာကိုလူတိုင်းသတိထားမိသွားကြပါတယ်။သူမရဲ့အမြင်မှန်နဲ့အဖိုးတန်ပစ္စည်းကိုရှာဖွေတွေ့ရှိလိုက်တဲ့ဒီဖြစ်ရပ်ဟာအဲ့ဒီနေရာမှာရှိတဲ့လူတွေအားလုံးကိုတုန်လှုပ်သွားစေခဲ့ပါတယ်။သူမဟာပစ္စည်းပိုင်ရှင်စီကိုငွေလွှဲပေးလိုက်ပြီးတဲ့နောက်မှာတော့အဲ့ဒီပစ္စည်းလေးကိုဂရုတစိုက်နဲ့တင်စီလိုက်ပါတယ်။ဒီအမျိုးသမီးဟာရှေးဟောင်းပစ္စည်းတွေကိုစုဆောင်းယုံတင်မကပဲအဲ့ဒီပစ္စည်းတွေရဲ့တန်ဖိုးကိုလည်းအတိအကျသိရှိသူတစ်ယောက်ဖြစ်ကြောင်းသက်သေပြလိုက်တာပါ။အဲ့ဒီနောက်မှာတော့သူမဟာရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်တစ်ယောက်စီကိုတွားရောက်ပြီးအကြံဉာဏ်တောင်းခံခဲ့ပါတယ်။သူမဟာပစ္စည်းအသစ်တစ်ခုကိုရရှိထားပြီးအဲ့ဒီပစ္စည်းလေးမှာအနှဲငယ်ပျက်စီးနေတဲ့နေရာလေးကိုပြန်လည်ပြုပြင်ပေးနိုင်မဲ့ကျွမ်းကျင်သူတစ်ယောက်ကိုရှာဖွေနေတာပါ။ဆိုင်ပိုင်ရှင်ကတော့ဒီပစ္စည်းကိုပြုပြင်ပေးနိုင်မဲ့တဦးတည်းသောပုဂ္ဂိုလ်ဟာအငိမ့်စားယူထားတဲ့ကျွမ်းကျင်သူလေးချင်းရှမ်းပဲဖြစ်ကြောင်းပြောပြလိုက်ပါတယ်။သူဟာရှေးဟောင်းပစ္စည်းတွေကိုပြုပြင်ရမှာနာမည်ကြီးပြီးသူ့ရဲ့လက်ရာတွေဟာအစစ်အမှန်အတိုင်းပြန်လည်ဖြစ်ပေါ်လာစေနိုင်တဲ့အတွက်လူတိုင်းကလေးစားကြပါတယ်။ဒါပေမဲ့လေးချင်းရှမ်းဟာစိတ်နေသဘောထားထူးဆန်းသူတစ်ယောက်ဖြစ်ပြီးပစ္စည်းကိုပဲအဓိကထားသူဖြစ်တဲ့အတွက်သူ့ကိုချင်းကပ်ဖို့ကမလွယ်ကူပါဘူး။သူကရှေးဟောင်းပစ္စည်းတွေကိုပဲအဓိကထားပြီးလူတွေကိုတိတ်ပြီးအရေးမဆိုင်တဲ့အတွက်သူ့စီကိုရောက်အောင်သွားဖို့ဆိုရင်အထူးနီလန်းတစ်ခုလိုအပ်နေပါပြီ။အဲ့ဒီနီလန်းကတော့သူ့အလွန်နှစ်သက်တဲ့ဝူပင်းရဲ့လက်ရာကိုလက်ဆောင်ပေးပြီးသူ့ရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်ဖို့ပါပဲ။ဒီလိုနဲ့သူမဟာလေချင်းရှမ်းရဲ့စိတ်ဝင်စားမှုကိုရရှိဖို့အတွက်ဝူပင်းရဲ့လက်ရာကိုရှာဖွေဖို့ကြိုးစားပါတော့တယ်။လေလံပွဲမှာတော့အဲ့ဒီလက်ရာကိုရရှိဖို့အတွက်အပြိုင်ဆိုင်လေလံဆွဲကြပါတော့တယ်။အဲ့ဒီအချိန်မှာပဲအခြားသူတွေကအဲ့ဒီပစ္စည်းကိုအထင်သေးပြီးလေလံဆွဲဖို့စိတ်မဝင်စားကြပေမဲ့သူမကတော့အဲ့ဒီပစ္စည်းရဲ့တကယ်တန်ဖိုးကိုသိရှိနေတာကြောင့်အပြတ်သက်လေလံဆွဲလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူမဟာအဲ့ဒီပစ္စည်းကိုအောင်မြင်စွာလေလံဆွဲနိုင်ခဲ့ပြီးလေချင်းရှမ်းစီကိုတွားရောက်ဖို့ပြင်ဆင်ပါတော့တယ်။သူမရဲ့အမြင်မှန်တဲ့စူးစမ်းမှုတွေဟာနောက်ဆုံးမှာတော့လေချင်းရှမ်းရဲ့အတိမတ်ပြုမှုကိုရရှိသွားမလားဆိုတာကတော့စောင့်ကြည့်ရမယ့်အပိုင်းဖြစ်ပါတယ်။လေချင်းရှမ်းရဲ့ရှေ့မှာအဲ့ဒီပစ္စည်းကိုဖွင့်ပြလိုက်တဲ့အခါမှာတော့အဲ့ဒီပစ္စည်းရဲ့အောက်မှာဝတ်ထားတဲ့တကယ်အဖိုးတန်လက်ရာကိုတွေ့ရှိသွားခဲ့ပါတယ်။ဒီမြင်ကွင်းကတော့အဲ့ဒီနေရာမှာရှိတဲ့လူတိုင်းကိုအံ့အားသင့်သွားစေခဲ့ပြီးသူမရဲ့အမြင်မှန်ကိုအားလုံးကအတိမတ်ပြုလိုက်ရပါတော့တယ်။ဒါပေမဲ့ဒီဇလန်းကဒီမှာတင်မပြီးဆုံးသေးပါဘူး။သူမဟာဒီအဖိုးတန်ပစ္စည်းကိုပြုပြင်ဖို့အတွက်လေချင်းရှမ်းစီကိုတိုက်ရိုက်သွားရောက်ပြီးအကူအညီတောင်းခံဖို့ဆုံးဖြတ်လိုက်ပါတယ်။လေချင်းရှမ်းဆိုတာကတော့ရှေးဟောင်းပစ္စည်းပြုပြင်ရေးလောကမှာနာမည်ကြီးပြီးအလွန်မာနကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ။သူမဟာလေချင်းရှမ်းရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်ဖို့အတွက်အထူးနည်းလမ်းတစ်ခုကိုသုံးခဲ့ပါတယ်။အဲ့ဒါကတော့သူအလွန်နှစ်သက်တဲ့ဝူပင်းရဲ့လက်ရာကိုလက်ဆောင်ပေးပြီးသူ့ရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်ဖို့ပါပဲ။ဒီလိုနဲ့သူမဟာလေလံပွဲတစ်ခုကိုတွားရောက်ပြီးအဲ့ဒီလက်ရာကိုရရှိဖို့ကြိုးစားပါတော့တယ်။လေလံပွဲမှာတော့အဲ့ဒီလက်ရာကိုရရှိဖို့အတွက်အပြိုင်ဆိုင်လေလံဆွဲကြပါတယ်
အခြားသူတွေကတော့ဒီပစ္စည်းကိုအထင်သေးပြီးလေလံဆွဲဖို့စိတ်မဝင်စားကြပေမဲ့သူမကတော့အဲ့ဒီပစ္စည်းရဲ့တကယ်တန်ဖိုးကိုသိရှိနေတာကြောင့်အပြတ်သက်လေလံဆွဲလိုက်ပါတယ်။နောက်ဆုံးမှာတော့သူမဟာအဲ့ဒီပစ္စည်းကိုအောင်မြင်စွာလေလံဆွဲနိုင်ခဲ့ပြီးလေချင်းရှမ်းစီကိုတွားရောက်ဖို့ပြင်ဆင်ပါတော့တယ်။သူမရဲ့အမြင်မှန်တဲ့စူးစမ်းမှုတွေဟာနောက်ဆုံးမှာတော့လေချင်းရှမ်းရဲ့အတိမတ်ပြုမှုကိုရရှိသွားမလားဆိုတာကတော့စောင့်ကြည့်ရမယ့်အပိုင်းဖြစ်ပါတယ်။လေချင်းရှမ်းရဲ့ရှေ့မှာအဲ့ဒီပစ္စည်းကိုဖွင့်ပြလိုက်တဲ့အခါမှာတော့အဲ့ဒီပစ္စည်းရဲ့အောက်မှာဝတ်ထားတဲ့တကယ်အဖိုးတန်လက်ရာကိုတွေ့ရှိသွားခဲ့ပါတယ်။ဒီမြင်ကွင်းကတော့အဲ့ဒီနေရာမှာရှိတဲ့လူတိုင်းကိုအံ့အားသင့်သွားစေခဲ့ပြီးသူမရဲ့အမြင်မှန်ကိုအားလုံးကအတိအမှတ်ပြုလိုက်ရပါတော့တယ်။အဲ့ဒီနောက်မှာတော့လေချင်းရှမ်းဟာသူမရဲ့အမြင်မှန်ကိုအတိအမှတ်ပြုပြီးအဲ့ဒီပစ္စည်းကိုပြုပြင်ပေးဖို့သဘောတူလိုက်ပါတယ်။သူမဟာသူမရဲ့ရည်မှန်းချက်ကိုအောင်မြင်စွာအကောင့်ထဲဖော်နိုင်ခဲ့ပြီးရှေးဟောင်းပစ္စည်းလောကမှာသူမရဲ့နာမည်ကိုပိုမိုထင်ရှားလာစေခဲ့ပါတယ်။ဒီဇလန်ရဲ့အဆုံးသတ်မှာတော့သူမဟာသူမရဲ့အမြင်မှန်တဲ့စူးစမ်းမှုတွေကြောင့်အောင်မြင်မှုကိုရရှိခဲ့ပါတယ်။သူမဟာရှေးဟောင်းပစ္စည်းတွေကိုစုဆောင်းရုံတင်မကဘဲအဲ့ဒီပစ္စည်းတွေရဲ့တန်ဖိုးကိုလည်းအတိအကျသိရှိသူတစ်ယောက်ဖြစ်ကြောင်းသက်သေပြလိုက်တာပါ။ဒီဇလန်ကတော့လူတိုင်းကိုအံ့အားသင့်စေခဲ့ပြီးသူမရဲ့အမြင်မှန်ကိုအားလုံးကအတိအမှတ်ပြုလိုက်ရပါတော့တယ်။သူမရဲ့အောင်မြင်မှုဟာလူတိုင်းအတွက်စံနမူနာကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါအပြင်သူမဟာသူမရဲ့အောင်မြင်မှုကိုအသုံးပြုပြီးလိုအပ်နေတဲ့သူတွေကိုကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမရဲ့စိတ်ဓာတ်ဟာလူတိုင်းကိုလေးစားသွားစေခဲ့ပါတယ်။ဒီဇလန်ကတော့လူတိုင်းကိုအံ့အားသင့်စေခဲ့ပြီးသူမရဲ့အမြင်မှန်ကိုအားလုံးကအတိအမှတ်ပြုလိုက်ရပါတော့တယ်။သူမရဲ့အောင်မြင်မှုဟာလူတိုင်းအတွက်စံနမူနာကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီဇလန်ကတော့လူတိုင်းကိုအံ့အားသင့်စေခဲ့ပြီးသူမရဲ့အမြင်မှန်ကိုအားလုံးကအတိအမှတ်ပြုလိုက်ရပါတော့တယ်။သူမရဲ့အောင်မြင်မှုဟာလူတိုင်းအတွက်စံနမူနာကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီဇလန်ကတော့လူတိုင်းကိုအံ့အားသင့်စေခဲ့ပြီးသူမရဲ့အမြင်မှန်ကိုအားလုံးကအတိအမှတ်ပြုလိုက်ရပါတော့တယ်။သူမရဲ့အောင်မြင်မှုဟာလူတိုင်းအတွက်စံနမူနာကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်